မင်္ဂလာပါကို မင်္ဂလာပါ ဒီဘီဂျီကွန်ပလက်မှာဘာသင်တန်းတက်တာလဲ ကွန်ပျူတာသင်တန်းလာတက်တာပါ ဟုတ်ကွန်ပျူတာသင်တန်းကိုဘာရွေးချယ်နဲ့လာတက်ဖြစ်တာလဲ ကွန်ပျူတာသင်တန်းကိုလောလောဆယ်ကကျွန်တော် work from home လုပ်ချင်လို့ဒီမှာလာတက်တာပါ ဒီဘီဂျီကွန်ပျူတာမှာတက်တာကြတော့ဘာလို့ရွေးချယ်ခဲ့ရအောင်ဒီအဟိုဟာတွေသင်တန်းတွေညာရှိကြတယ်ဘာလို့ဒီဘီဂျီကွန်ပျူတာကိုရွေးချယ်ခဲ့ရလဲ ကျွန်တော်တကယ်ချင်းကညွှန်လို့ပေါ့နော်တကယ်ချင်းညွှန်တော့ကြာဒီမှာသင်တန်းကိုလာစုံစမ်းကြည့်ရဲလာစုံစမ်းကြည့်တော့ဒီမှာက by 1တင်နေရတွေ့ရကျွန်တော်နဲ့စင်ဒီလောက်မယ်လေထင်လို့အဲကြောင့်ဒီမှာလာပြီးချစ်လိုက်တာအဲ့တော့ဒီစင်ဒီပါရဲ့ ဟုတ်ပြီကျေးဇူးပါ